ဒီနေ့မနေ့ကျွန်တော်ဘိုက်စာလာလို့ Paris Pleasure တာဂီတာဆိုင်ဝင်းမှာမနက်စာ buffet အဝါတီးမယ်ဆိုတဲ့စိတ်ကူးနဲ့ရောက်သွားတာပေါ့ဗျာဆိုင်ထဲကိုဝင်လက်တာနဲ့တန်ရှင်းတက်ရပြီးတော့အဲကွန်ကလည်းအေးစိမ့်နေတာဆိုတော့ကျွန်တော်ကြိုက်တယ်ပေါ့သူကဂျားရဲဆိုတော့လူလဲသိမ့်မများဘူးcharity တက်ရောက်နေတဲ့ကလေးလေးတွေနဲ့ကျန်တဲ့ဧည့်သည်တဝိုင်းပဲရှိတာဆိုတော့ share ကြိတ်ပြီလေဒီကတော့ဟင်းပွဲတွေပေါ့ဗျာဘိုက်စာနေတာဆိုတော့သမင်းကြော်ရယ်ခေါင်းဆွဲကြော်ကြားစင်ကြော်တို့ကမပါမဖြစ်ပြီးရင်ဝက်ကြံဆိုင်တို့ပြီးချိုးချင်းကြော်ချိုင်းဒီအစားအစာတွေရောအာလူချောင်းကြော်တွေကြက်သားချောင်းကြော်တို့လို side dish တွေကိုအကုန်စော်ယူပြီးတော့ကြိတ်ပါတော့မယ်ပြီးတော့ကျွန်တော်ဥကြိုက်တယ်လေကြုတ်ကြော်ပြောတာပါပြီးရင်မွေးငါးနဲ့အုံးတစ်ခေါက်ဆဲလည်းရသေးတယ်ဆိုပေမဲ့ယူထားတာလေးအရင်ကောင်ဖျက်လိုက်ပါဦးမယ်ဗျာအဲ့ဒါနဲ့ကျွန်တော်လည်းစဆွဲပြီးဆိုတဲ့အချိန်မှာပဲဆိုင်ရှင်အနီးကြီးရောက်ချလာတော့တယ်ဗျာအမေနဲ့လည်းတိနေတော့အနီးကြီးဝင်လို့ဆက်တာပေါ့ကျွန်တော်မှစားနေတယ်လည်းနဲ့ကျွန်တော်ပြောစီတယ်ရှောက်ထုံးရောက်ခိုင်းတဲ့ဆိုင်ကိုကြော်ညာပြီးသွားပါလားတဲ့ဒီဆိုင်ကိုကြော်ညာပြီးရင်လည်းအခုစားရတာအကုန် F4C တဲ့ F4C ဆိုတော့လေအာနာနာနဲ့ပဲကျွန်တော်လည်းမငင်းနေတာနဲ့ကြော်ညာပြီးဖြစ်သွားတယ်ပေါ့ဗျာကဲဘယ်တက်နိုင်မလဲ Let's go ဒါကတော့အပေါ်တဲ့အခန်းပါဗျာ family gathering လုပ်မလား event မဲ့လုပ်မလားမိတ်ဆွေစားပွဲလားကြိုက်တယ်ပြောဖြစ်စီရလူကြီးပေါ်မူတည်ပြီးတော့အခန်းကျယ်ဝန်းကိုလိုသလိုငှားလို့ရတယ်ဒါမျိုးပြန်ပြီးအခန်းကျယ်နှစ်ခန်းရှိတယ်ဗျနောက်တစ်ခန်းတော့ကျွန်တော်သဘောကျလို့ခန်းတော့ဒီအခန်းပဲသူက business meeting တို့ corporate event တို့လည်းလုပ်လို့ရတယ်လို့ step party ပုံစံမျိုးလည်းလုပ်လို့ရတယ်ဈေးတက်နဲ့ငှားလို့ရပြီးတော့လူကြီးကလည်း20လောက်ထိအသာလေးဆန့်တာဆိုတော့အဖွဲလိုက်လာမယ်သူတို့အတွက်ကွက်တီပဲပေါ့ဗျာပြီးတော့ဗဒေးပါညာလှုပ်ချင်လဲရူတော်လည်းရှိသေးတယ်နော်ကဲကြော်ညာစာရှိတာကြော်ညာပြီးသွားပြီဘိုက်လဲပြသွားပြီဆိုတော့ဆိုင်းလေးစာတာဂီတာမြို့နယ်အယောင်ဝင်လမ်းမပေါ်မှာရှိတယ်ကြောက်တံမှတ်တံနဲ့နော်မာမှတ်တံကြား Paris Pleasure တာဂီတာဆိုင်ဝင်ဖြစ်ပါတယ်ဒါနဲ့ကျွန်တော်နာမည်နဲ့ promo code ကို screenshot ရိုက်ပြီးတော့ NEC မှာမှာယူစားတော့တဲ့အစားတော့တိုင်းတွေထားမှာဆက် discount ရိုက်ယူလိုက်ပါ reservation လုပ်ရှင်နေဆိုရင်လည်းဒီဖုန်းနံပါတ်လေးကိုဆက်သွယ်လိုက်ပါ bye bye